ဆက်လိုက်ပါလေရှင်ခြေရင်မထင်တဲ့ဩဝါဒတော်ဖြင့်ပောက်ကံဖြစ်ရှင်နဝတာမင်းကြီးတီထားကိုးပဲတော်မူခဲ့တော်ဒီတော့ပေးနေဘူးလို့ပဲဒီကတော့ပေးနေဘူးပြီးပါကျွန်တော်ပေးပါအေးကဲ့ပါစီကားပြီးပါလို့ပြော你要不能要，需要不？来。ဒါတော့တန့်ကြီးတောင်လို့ခေါ်ပါတယ်ဒီကောင်ပါတော့ဘယ်လိုလုပ်လို့ထုတ်မယ်ကူငါမကြောက်ခဏနဲ့နောက်ပြန်သုံးချက်ပေါက်သမ္မာစာသုဒ္ဓံသုဒ္ဓံကိစ္ဆာမိယမံကိစ္ဆာမိတံဃာကိစ္ဆာမိယာမိသုဒ္ဓံကိစ္ဆာမိတံဃာဓမ္မံကိစ္ဆာမိယာမိသံဃာကိစ္ဆာမိသတ္တယာမိဘုဒ္ဓံကိစ္ဆာမိသတ္တယာမိဓမ္မံကိစ္ဆာမိသတ္တယာမိသံဃာကိစ္ဆာမိယာသံဃာယာဓမ္မံ我办嘛的事。没人来当你呀？来家呢，路来家呢，对的。我这个 A 路。多少不拿嘛？不拿开嘛？빨리 마셔야 돼. 이게다. 좀 한번 더 해서 오늘 내가 고민해.
3ချက်ပြည့်ပါပြီလား3ချက် ဟုတ်တယ်လေကျင်းနေတဲကိုခလည်းမလေးရောင်းပါတာစိုက်ကင်းထိုင်ဟာနော်နော် ဘူးထက်ရောက်ပြည့်စုံကားလေးဒီကားကောင်းကောင်းလေးရပါဘူးအဲ့ဒါပေါ့ကွာ ကောပါတော့ ဒီလိုဒီတယောက်ဒီအရှိဘက်လမ်းလေးနောက်ဘက်လမ်းလေးအဲ့ ကိုဘက် တနင်္ဂနွေတော့မယ်ရှိခိုးအောင်မိုင်းတူ အဲ့ပေးထားမှာမ ရတယ် ပုံမှုကျော်ညွန်းတီတဲ့ညွန်းတီလုံးပါ ကြားရစီရတယ်တော့ ပါအောင်တိုင်း ရုပ်ဘူးလိုက်အနေဒါနဲ့မထူဘူး
အကျူလားအဝါလားတနခါလား ဒါတနခါရောင် ငါအဝါနဲ့ရွှေပြည့်နေတယ် ရှိတယ်လေ အကျူပဲယူမယ်နော်နောက်နောက်ပြည့်နေတယ်အဝါလည်းပြည့်နောက်နောက်လည်းချစ်ချစ်ယူလာမနောက်နောက်ရောင်ရမထတော့ငါတို့တစ်ခါငါတို့ခဲလိုက်လေပြည့်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 ယူလာပါ ဒါမဲ့သမီးအိမ်တုံးမမအိမ်တုံးမမအိမ်တုံးတော်ပြီ ဒါကုန်းတယ် ဥမကလည်းဆောင်းဆောင်းတော့ မကုန်းစီမလားသူကတော့ဒီမှာ ဒီဘက်ကအရင်တော့အန်တီတို့မိတ်ဆွေလာပြီးတော့ရောင်းတယ်လေသူတို့လည်းစစ် ငါ9500 ဟုတ်တယ်6ခွေးတော့ဒါရ ဆောင်းဆောင်ရှိမှာပေါ့နော် အဲ့လိုမျိုးတဲ့နေနေမှာလေဒါအတူနှစ်ပိုင်းကပဲ ခုတော့ဝင်းနေအောင် မွေးရဒီကနေ့ခါတော့အမကန်နေ ဝင်းတော့တော့ဘူးရဒါမလို့လေ အဲ့ဒါသုံးတော့ သုံးလုံးယူလိုက်တယ် ငါစက်တော့ပြောတာဆောင်းကြောရဲဆို အား အား လည်း လုံး တော့ရှိတာ ဒီလိုဆိုင်မှာလာရောင်းတယ် တို့ရဲကောင်ဟောရောက်နေတယ်ဟောဆုံးမတယ်ပြီလားကြာ တိုင်းကလူကြီးတော့လာတိုင်းမိတ
3000ဘက်ဆိုမှတပြီးတော့ကြောက်ပြားတော့ပါလို့နော်စီလေးတွေပါနော်ရဟနာတွေကြွနေတယ်လေသူတောင်နေတယ်ပေါ့ဘာဟုတ်ကြည့်ဆိုသူရင်းတောင်မှာဟိုရဟနာကြွနေတယ်ဟုတ်တယ်မှန်ဟောရဟနာကပုံနဲ့ချက်ပြအိစာကောင်းတာမှန် อ๋อ အိစာကောင်းတဲ့အိစာကောင်းတာ ဟုတ်ကဲ့ အဲ့ဒါသမိုင်းဝင်နေတယ် ဟုတ်ကဲ့တောက်ကကြီးอ่ะအဲ့လူတွေတိတ်မသူတို့တုံးနေနေ သုံးလေးစားခက်လာလေးပြတယ်နော်သိလိုက်ကြပါမလူခဲနေတော့မတတ်မရိုက်နေမှာမရလူခဲနေတယ် what they look like they're doing. Yeah. So you could put in a great quantity of water. Mm-hmm. It looks like they actually have like, this is the big reservoir, and then up through the channel here, there's a couple more up ahead. Uh-huh, yeah. Yeah.